ီလီယံနာတရားဟာအမျိုးသမီးတွေနဲ့ဒါမှမတဲ့တဲ့အတွက်ရိုဘောတဲ့ရုပ်ကိုရွမ်ငွေ10ဘီလီယံအကုန်ခံဖန်တီးခဲ့တယ်သူ့ရဲ့လှုပ်ဆောင်ချက်တွေကိုရင်းပြီးကျွမ်းဝင်နေတဲ့အချိန်မှာရိုဘောမှာချုပ်ယွင်းချက်တချို့ရှိနေတာကိုသဘောပေါက်လာတယ်ဒါကိုမြင်တဲ့ဆရာဝန်ကအဝတ်အစားလဲရလွယ်ကူအောင်လုပ်ထက်တယ်လို့ပြောလိုက်တယ်ဘီလီယံနာကမနစ်မြုပ်ပဲလက်ခံလိုက်တယ်သူအစည်းအဝေးသွားတဲ့အခါဆရာဝန်ကရိုဘောကိုထိုင်ခိုင်းလိုက်တယ်မျောလင်းမထားတာကရိုဘောကသူ့ကိုလက်တိနဲ့ထိုးလိုက်တယ်ဆရာဝန်ကချက်ချင်းပဲရိုဘောကိုပိတ်လိုက်တယ်ဘီလီယံနာကိုဘလို့ရှင်းပြရမှမသိတဲ့အချိန်မှာပဲအစားတော့ပိုးတွေကောင်မလေးတယောက်ချုပ်ချစရာကောင်းလောက်အောင်ရိုဘောနဲ့သူ့နေတာကိုတွေ့ရပြီးချက်ချင်းပဲသူ့မကိုရိုဘောအပြည့်ဟန်ဆောင်ဖို့မေးလိုက်တယ်ကောင်မလေးကအရင်ဆုံးညင်းဖို့စဉ်းစားခဲ့တယ်ဆရာဝန်ကရွမ်ငွေ9သိန်းတန်ဘန်ကတ်တကူကိုထုတ်ပြီးဒါကရှေ့ဆက်ငွေနောက်ကျရင်ရွမ်ငွေတန်းထပ်ပေးမယ်လို့ပြောလိုက်တယ်ကောင်မလေးကချက်ချင်းသဘောတူလိုက်တယ်မကြခင်မှာပဲကောင်မလေးကရိုဘောရဲ့အဝတ်အစားတွေကိုဝတ်လိုက်တယ်သူမဆိုပါပေါ်ထိုင်ပြီးဖုန်းကြည့်နေတဲ့အချိန်မှာဘီလီယံနာရုတ်တရက်ဝင်လာတယ်ကောင်မလေးကချက်ချင်းထပြီးသူ့ကိုနှုတ်ဆက်လိုက်တယ်ဘီလီယံနာကချင်းကပ်လာပြီးရိုဘောဟာအရင်ခါနဲ့မတူဘူးဆိုတာကိုတတိထားမိလိုက်တယ်ကောင်မလေးကဆရာဝန်ကသူမရဲ့စနစ်ကိုအစိမ့်မြင့်ပေးထားတယ်လို့ပြောလိုက်တယ်ပြောပြီးတာနဲ့ကောင်မလေးကပန်းတီတစ်လုံးကောက်ယူပြီးသူ့အတွက်အခုခရာပေးဖို့ပြောတယ်ကောင်မလေးရဲ့ပန်းတီခွဲတဲ့လှူရှာမှုတွေကိုကြည့်ရင်ဘီလီယံနာကတခုခုကွဲပြားနေတာကိုတတိထားမိလိုက်တယ်ဒါကို